2025 ခုနှစ်တွင်ကယ်ဒမီစကားသို့မဟုတ်မြေစာအားလုံးမင်္ဂလာပါရှင် Global Celebrity News Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။မြင်မြတ်ကတော့ပရိသတ်တွေရဲ့သိနှလုံးကိုဆွဲဆောင်လိုက်ပြန်ပါပြီ။အဲ့ဒါကတော့ရုပ်ရှင်တကားရင်းနဲ့ပါ။အဲ့စကားဟာမြေစာစကားကြီးဖြစ်ပြီးအခုလက်ရှိမှာတော့ဒီစကားဟာတော်လေးကိုပဲနာမည်ကြီးပြီးတော့လူပြောများနေပါရင်မြေစာစကားထဲမှာမြင်မြတ်ကတဘာဝဆန်လုံးနဲ့ဇယုတ်တစ်ခုကိုချပြသွားတာကြောင့်ကြီးစုသူပရိသတ်တွေကလေထွေလာနဲ့တင်တော်တော်လေးသဘောကျနေကြတာဖြစ်ပါရင်နောက်ပြီးစမ်းနာတဲ့တချို့စဝင်ကန်တွေမှာဆိုရင်မြင့်မြင့်ရဲ့ပြပြင်းလုံးနဲ့တရုတ်ဆောင်ချက်တွေကိုဂျိုးလင်းရဲ့တခြင်းနဲ့တွဲဖက်ပေးလိုက်တော့ပရိသတ်တွေကလည်းကြည်ရင်းနဲ့တင်ရှင်ကွဲနာကြနေတာပါဒီတော့မြေစာစကားနဲ့ပတ်သက်ပြီးပရိသတ်တော်တော်များဟာ2025ခုနှစ်တွင်အကယ်ဒမီဆုကိုပါရရှိသွားနိုင်နေဆိုပြီးတော့သတ်မှတ်ပေးလာကြပါပြီတကယ်ကားထွက်လာခဲ့တော့လေတကယ်ကိုမှတဘာဝကြကြရိုက်ခူထားတဲ့ဒီစကားကြီးဟာဘလောက်ထိတောင်မှစိတ်ဝင်စားဖို့ကောင်းနေမလဲဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာပါအချို့ကလေပိုစတာနဲ့နေကြွေသွားရတာဆိုပြီးတော့ဒီစကားပေါ်မှာမှတ်ချက်ပေးထားကြပါရီဒီတော့အခုမြေစာစကားကြီးနဲ့ပတ်သက်ပြီးယခုကြည့်ရှိနေတဲ့ပရိသတ်တရားရောဘာများပြောချင်တယ်လဲရှင်မှတ်ချက်လေးတွေကိုကွန်မန့်ထဲမှာပြောသွားပေးခဲ့ပါဦးနော်